Hi everyone, good morning. Welcome back to my vlogs. ဒီဗီဒီယိုလေးကကြတော့ Avilon Hotel ရဲ့ day 2 ပေါ့နော်။ဒီအားကြတော့ကျွန်တော်တို့ hotel ခန်းနေပြီးတော့မြင်ရတဲ့ view လေးပဲဖြစ်ပါတယ်။စိတ်ကလုံးဝ fresh ဖြစ်သွားပါတယ်ဆိုတော့ I'm gonna take a shower. ဒါကြတော့သွားတိုက်နေပေါ့နော်။သွားတိုက်ရင်လည်း hotel ကဒီသွားတိုက်တာအမြင်လေးထွက်လာတာပေါ့နော်။ဆိုတော့ I'm gonna make my coffee.မနေ့အရာထတဲ့ချင်း coffee တစ်ခွက်ကင်ပြီးတော့ view လေးကိုကြည့်လိုက်တာကလုံးဝစိတ်ကိုလုံးဝ fresh ဖြစ်သွားစေတယ်ဆိုတော့ coffee အတောင်မဲ့ပြီးတော့ပြီးဆိုလို့ရှိရင်ကျွန်တော် buffet breakfast ကိုတောက်ဆမှာဖြစ်ပါတယ်လိုက်ခဲ့ပေးကြပါဦးကဲခွာချာရေချိုးပြီးဆိုတော့ဝတ်စားလဲမယ်ပြီးလို့ရှိရင် breakfast တို့လိုစားဖို့တိတ်ပါလိုက်ပါတယ်ဆို let's go ကဲဒါကျတော့ breakfast တော့စားမှာဖြစ်ပါတယ်ဆိုတော့လိုက်ခဲ့ပေးကြပါဦးမနေ့စောကြီးထားရတာဆိုတော့မျိုးလုံးအသိမပွင့်သေးတာတော့တီးခံပြီးတော့ကြည့်ရှုပေးကြပါဦးလို့ပြောချင်ပါတယ်ကိုကျွန်တော်နဲ့ဆက်တော့စားဖို့တောင်းနေပါတယ်။ညတော့စားပြီးတော့ပူနေပါပြီ။ဒီမနေ့စားကြတော့မနေ့9နာရီနေပြီးတော့10နာရီထိပဲရဆိုတော့ဟောတယ်နေပြီးတော့ခမကြွရဖြစ်တဲ့အတွက်ချိန်မြောင်သွားနေရပါတယ်။မနေ့စားတဲ့နေရာကိုရောက်သွားတဲ့အခါမှာကျွန်တော်လည်းဒါ first time ဆိုတော့ experience မရှိတဲ့အခါကျတော့မင်းမှန်ပြီးတော့စားရတာပေါ့နော်ဒီမှာမနေ့စားဖို့တော့ဆိုလို့ရှိရင် check in counter ကိုသွားပြီးတော့ check in အရင်လုပ်ရပါတယ်ပြီးမှအစားတောက်တွေယူလို့ရတာပေါ့နော်အစားတောက်ဆိုလို့ရှိရင်လည်းရွေးစရာတော်တော်များပါတယ်ဆိုတော့ရွေးပြီးတော့ကျွန်တော်စားလိုက်ပါဦးမယ်ခွင့်ကြမနေ့စားမယ်ပေါ့နော်ဒီချာစားတာစားကြပါဦးcappuccino coconut စားလို့ပြီးတဲ့အချိန်မှာစံပြုတ်ကို salted fish နဲ့လုပ်ထားတဲ့ဟာကိုကျွန်တော် try ခဲ့တယ်ပေါ့နော်တိတ်ပြီးတော့သဘောမကျဘူးပေါ့နော်အနံ့တော့မွေးတယ်ဒါပေမဲ့စားလို့တော့တိတ်မကောင်းပါဘူး dessert အနေနဲ့ကျွန်တော် fruit ပဲစားခဲ့ပါတယ်ကဲခွက်ကျတော့ breakfast ကိုတဝါကြီးစားခဲ့ပါပြီမပြန်ခင်မှာဒီ hotel မှာရှိတဲ့နေရာတွေကိုလိုက်ပြပေးပါမယ် so let's goဒီနေရာကျတော့ညနေပိုင်း sunset ကြည့်ရတဲ့နေရာပဲဖြစ်ပါတယ်မနေ့ကကျွန်တော်တို့တော့က sunset ကိုမမီခဲ့တဲ့အခါကျတော့မကြည့်ခဲ့ရဘူးပေါ့နော်ဒါပေမဲ့သူတို့ကနေပြီးတော့ပေးတဲ့ဒီ buffet အစားအသောက်ကိုတော့စားခဲ့ပါတယ်ဆိုတော့ဒီနေရာကလည်းတော်တော်လေးနှားတဲ့အထက်မှာပါတယ်ပေါ့နော်တကယ်လို့အခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ Avilon Hotel ကိုတွားဖြစ်မယ်ဆိုလို့ရှိရင်ဒီ sunset ကြည့်တဲ့နေရာကိုအဖြစ်မလေးသွားကြပါဓာတ်ပုံရလည်းတော်တော်လေးကောင်းသလို view ကလည်းတော်တော်လေးလှတဲ့အထက်မှာပါပါတယ်ဒီ hotel ရဲ့ main ကကျတော့ဒီနေရာလို့လည်းပြောလို့ရတယ်ပေါ့နော်ကဲအခုကနေရာတော်တော်များကိုပြပြီးသွားပြီဆိုတော့အခန်းပြန်ပြီးတော့အခန်းကိုတန့်ရှင်းလုပ်ရင်းနဲ့အထုပ်သွားသိမ်းပြီးတော့အိမ်ပြန်လာရမယ်ဒီ hotel ကကျတော့နေ့လယ်12နာရီနေပြီးတော့တနာရီထိကိုကျွန်တော် check out ကောင်းတာကိုအရောက်သွားရမှာဖြစ်တဲ့အတွက်ခဏနေပြန်တွေ့ပါမယ်ကဲဆိုလို့ရှိရင်ပြန်တော့မှာဖြစ်တဲ့အတွက်တန့်ရှင်းလုပ်မယ်အခုလိုမျိုးတန်ရှင်းလောက်တာကြတော့ကိုယ့်ရဲ့စေနာတက်တက်ပေါ့နော် housekeeping တွေအတွက်အချင်းကုန်တာတက်တာမဲ့လူပဲမဲ့တက်တာမှဖြစ်တဲ့အတွက်စေနာတက်တက်နဲ့လုပ်ပေးကြတာဖြစ်ပါတယ်โอเคဒါစပြန်တော့မယ်တကယ်တော့ဒီခရီးစဉ်ကမပြန်ချင်မဲနဲ့ပြန်ရတဲ့ခရီးစဉ်ပေါ့နော်ဒီလိုနေရာမျိုးကိုတော်တော်လေးကိုကျွန်တော်အရင်ကြိုက်တယ်ဆိုတော့ကံပါရဲမယ်ဆိုလို့ရှိရင်နောက်တစ်ခေါက်ပြန်သွားအောင်ပါ So we are go back
ဆိုတော့အခုလိုမျိုးကျွန်တော်ရဲ့ဗီဒီယိုတွေကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတွေ့ကြပါသေးတယ်ဆိုတော့ thank you so much for watching my video and see you next time bye bye